ကွယ်လက်နက်ပစ္စည်းကြောင့်ဒဏ်ရာရသူကိုအရင်ဆုံးအသက်ရှူမရှူစစ်ဆေးပါဒဏ်ရာကိုတန့်စင်တဲ့ရေနဲ့ဆေးပြီးပတ်တီဒါမှမဟုတ်အဝတ်စနဲ့ဖိသိပ်စီးနှောင်ပါလူနာကိုပက်လက်လန့်ထားပြီးဒဏ်ရာရတဲ့လက်ခြေထောက်ကိုနှလုံးထက်မြင့်တဲ့နေရာမှာမြှောက်ထားပါဦးကောင်းမှာဒဏ်ရာရထားရင်ငိမ့်အောင်ထားပေးပါကောင်းကင်ပိုင်လင်းယုံအတောင်မစုံခင်ကလေးကတစ်ပင်အမြင့်ကြီးပေါ်ကခုန်ချလိုက်ရတယ်အတိုက်မဲ့သွားတာမဟုတ်ပါဘူးအဖမဲ့သွားတာပါအဖမဲ့ခရီးမှာအဖရဲ့အတောင်မှန်နဲ့လေဟုန်ခွင်းခဲ့သူလေးစုံမလိုက်ခဲ့တဲ့အတွက်တဘဝလုံးလိပ်ပြလုံလေတယ်ကောင်းကင်ပိုင်လင်းယုံတိမ်မြစ်ကမ်းပါးမှာပြန်တန်းတုံးကလည်းဒီအတောင်မှန်ပဲလေထဲမှာရက်တိမ်ညွန့်တွေစားတော့လဲဒီနှုတ်သီးပဲတက္ကသိုလ်ရိပ်သာလန်းအိတ်တန်းဝင်တော့လဲဒီခြေသေးပဲတတော်လုံးမြင်တပင်ချင်းတိတာလဲဒီမျက်လုံးပဲသေနာပတိပြက်လူပေါင်ကဒီအတောင်မှန်နဲ့အရိုက်ခံရမှာကြောက်တယ်ဝင်းပလွေအိုကြီးတွေဒီနှုတ်သီးနဲ့အပေါက်ခံရမှာကြောက်တယ်မြေခွေးတအုပ်ဒီခြေသေးနဲ့အကုတ်ခံရမှာကြောက်တယ်ရုံကလေးတစ်ကောင်လောက်မှအသေးမကြည့်တဲ့အမှောင်တွေကဓမြောင်တွေဒီမျက်လုံးကိုတစ်ကြည့်ရမှာအကြောက်ဆုံးပဲသူ့မှာတမိုင်းတဲ့တကိုင်းနဲ့နားတဲ့အဖော်လဲမရှိတော့အာယုံဖူးရင်စပယ်ရီခူးရမှာပဲຫນွေဦးကိုရှုံနေကောင်းငင်ပိုင်လင်းယုံမိုးကုတ်ဆက်ဝိုင်းမှာတော့မုံတိုင်းမိုးတိမ်တွေကစင်နေသေးလေပင်လေမုံယိုယူခါလှိုင်းရိုင်းတဝုံဝုံရိုက်ခတ်မတ်တက်ရက်နေတဲ့ကြောက်ဆောင်ရင်ဘက်နဲ့စီးခံတယ်လို့လေးဆန်ကိုဖြတ်တောကန္နာယတောင်ကန္နာယအနာဂတ်စီပြန်တန်းနေရဲ့မုတ်ဆိုးနဲ့အလစ်စီတွေရိုက်ချိုးထားတဲ့အတောင်မှန်များနဲ့အမှောင်ဟာကြောင်လိုဝစ်ပြီးလှန်စွတ်နဲ့ပြစ်တယ်သူအမြင့်ဆုံးကိုပြန်တက်အဝေးဆုံးကိုကြည်လိုက်ရင်မိခင်ခေါင်းချရာအရက်ကိုမျက်နှာအပ်လျက်လက်လိုက်တယ်လို့ပဲစစ်ဖနက်တန်ခွာအောက်ကအကျဉ်းကျသူ့နှလုံးသားကိုအတောင်မှန်အဖျားနဲ့ပြန်ချိတ်ယူသွားပေါ်မိစ္ဆာတို့သွေးလေခြောက်ချားကုန်တဲ့ကောင်းငင်ပိုင်လင်းယုံဆွဲဆွဲငင်ငင်ဥလိုက်တဲ့ဝင်းပလွေတကောင်ကြောင့်ညဟာမှောင်အတိကျသွားတယ်တောခွေးတွေနဲ့ခွေးအတွေနေပြည်တော်ခေါင်မိုးလာရောင်ထိုးမှကြောက်တဲ့မြေခွေးအိုကြီးတွေမြေခွေးအပိုကြီးတွေလာရောင်ကိုထိုးထိုးဟောင်နေတဲ့စစ်ဖနက်ကုန်းကိုက်ခွေးလွင့်တွေကြောက်အားအကြီးဆုံးအရေးကိုမလဲရဲတဲ့ငွေကတော့ဘုံခိုကျင်တဲ့ပုံနေရဲ့ခစ်တခစ်မှာအဲ့ဒီခစ်နဲ့ကိုက်ညီတဲ့ရာဇဝတ်ကောင်တီလာကြောင်ဆိုတာအမှောင်ထဲမှာအမြဲရှိတယ်အိုက်ခမန်းနောက်ကြွက်တွင်းတဲ့အထိလိုက်ခဲ့တဲ့လာရောင်တွေကြားကြရဲ့လားမာရဝီဇယနဲ့6ကီလိုမီတာအကွာကတောင်မှန်ခတ်တန်တွေကိုအကျဉ်းထောင်နန်းရံတွေကမှောင်နေပေမဲ့သူ့ဝိညာဉ်ကလာရောင်ပဲဆိုကရတီရဲ့တိုက်ခန်းချင်းကလေးတဲ့သူ့ဝိညာဉ်ဟာပဂတိလွတ်လပ်နေရဲ့မကြောက်ရင်လွတ်လပ်တာပဲလွတ်လပ်တဲ့လာရောင်ကပဲဘုံခိုကျင်းတဲ့ကသားကောင်ကိုလိုက်ပြီးတော့မယ်ဟိုကလေစုံစီးနေတဲ့မိုးတိမ်တို့ရေငိမ့်ငိမ့်တက်တက်ကလေးနေပေးကြပါຫນွေဦးရဲ့ထာဝရတပုံကြီးလာနေပြီကောင်းငင်ပိုင်လင်းယုံတေနင်ကဗျူဟာအနိုင်တိုက်ဖို့တခါတရံနီးပရိရဲ့ရေးအရှုံးပေးကောင်းပေးရတတ်တယ်ຫນွေဦးကနှုတော့မုံတိုင်းကထန်တယ်လေးဆံမှာမြားတန်းလန်းနဲ့ပြန်တန်းရဲတဲ့ငှက်သားမနှက်ဖြန်အတွက်ဖြစ်တယ်
ဟောဒီအတောင်မှန်တွေကအလကားနေခြင်းတန်မာခဲ့တာမဟုတ်ဘူးဟိုးတစ်ပင်မြင့်မြင့်ကြီးပေါ်ကခုံချခဲ့ကြတဲ့ကအသေးနှလုံးကိုကောင်းငင်ဘုံတကားဝမှာချိတ်ထားခဲ့ပြီးသားမိုက်ကယ်ရေအောက်စဖို့ညတွေထားခဲ့တော့တခါတော့ကအင်းရညညတွေနေရစ်ခဲ့တော့စန္ဒယားဟာအတောင်ပေါက်ပြီးလေထဲမြောက်တက်လာတယ်ရေဒီယိုလေးတစ်လုံးဟာအတောင်တက်ပြီးလေထဲပြေးထွက်လာတယ်အစိမ်းရင်ရင်မိတ်စာတွေလှောင်ကြိုင်တစ်ခုကိုလှောင်ကြိုင်တစ်ခုတည်းထက်ပြန်တန်းခြင်းကိုတော့ခတ်လိုက်ကြဘာရမလဲစန္ဒယားက Imagine ကိုတီးတယ်ဘယ်ရမလဲရေဒီယိုကလေးကငိမ့်ချမ်းရေး Nobel ဆုကိုပေးတယ်လှောင်ကြိုင်ဟာပိတ်ထားရက်နဲ့ပွင့်နေတာပြင်စမန်တက်သားတွေမမြင်ဘူးလှောင်ကြိုင်တဲကကဘာကြီးထွက်လာတယ်လှောင်ကြိုင်တဲကတေးတစ trumpet တစ်ထောင်ပြိုင်တူအောင်မှုတ်ပြီးထွက်လာရဲ့အဲ့ဒီနေ့ကငလျင်တော်လဲတစ်တော်ကြီးလဲပြိုတောင်တွေပြိုလဲစစ်ဆေးရုံထဲကဂျိုင်းတောက်နဲ့အိုနာကျိုးကန်းတွေလမ်းပေါ်ပြေးထွက်တအံ့တော်ဝတ်ဆိုတာချက်ချင်းကြီးစစ်ပေါင်းနေတဲ့ဝတ်လို့ပါလားပေါ့ငှက်ဆိုတာပြန်ရင်သေးတယ်ဒီပရင်ကငှက်ခတ်သမားတော့ကြံရင်သေရှာပြီအတောင်မှန်ကလေးတစ်ဖြက်ဖြက်ခတ်လှလှပပလေးကိုကိုလှုပ်ကြံသူရဲ့အလောင်းဘေးသူကရက်လို့အတောင်မှန်ကလေးတစ်ဖြက်ဖြက်လေဟုန်စီးလို့ထောက်ဖက်နှက်ကြီးစီးလို့လောကဒံပင်လယ်ပေါ်ဝဲလို့လူတန်းပေါင်း90ရဲ့ဒုက္ခတွေအတောင်မှန်ပေါ်တင်လို့နာကျင်တဲ့ရာဇဝင်အရေးတော်ပုံတွေအတောင်မှန်ပေါ်တင်လို့တောင်ကုန်းကိုသိမ့်မဲ့ဥကောင်းတွေကလည်းຫນွေဦးရဲ့စူးတရဖူကိုစောင်းလို့နရသိန်ငှက်ရဲ့ဝိညာဉ်ကပဲ့တင်တယ်ခုခံစစ်ရဲ့တနတ်တန်တွေကပဲ့တင်တယ်ပဲ့တင်တန်တွေဟာထက်ထက်ပြီးမရက်မနာပဲ့တင်နေရဲ့အတောင်တစ်ချက်ခတ်ရင်မိစ္ဆာနဲ့နတ်ဆိုးအယုတ်ကျိုးပြက်လဲသေးစေရမယ်နောင်ကျိုးမှအပအခြားဆုံးရှုံးစရာမရှိတော့ပါတေခြင်းတရားသည်မိခင်စိုက်ပျိုးခဲ့သောလီလီပန်းများပွင့်သလောက်မခမ်းနာရုပ်မာသူနဲ့ကောက်ကျစ်သူတို့တစ်ခေတ်လုံးလောက်ကြံခဲ့ကြပြီဘဝမှာအကျဉ်းချင်းအခါခါတေခဲ့ပြီးပါပြီမိုက်ကယ်ရဲ့ဟိုးတစ်ပင်မြင့်မြင့်ကြီးပေါ်ကခုံချခဲ့ပြီးမှဒီတစ်ခါလွတ်လပ်စွာဆွဲလန်းကင်းရာမြေကြီးဘုံကတိုက်မြုံကလေးမှာအေးအေးလူလူခိုလုံမရစီတော့အိတ်တန်းဝင်ရမယ့်အချိန်မှာအိတ်တန်းဝင်လိုက်တာဟာလဲဂုံတစ်ခုပဲမဟုတ်လားကောင်းငင်ပိုင်လင်းရောင်အောင်ဝေး2024